မင်္ဂလာပါခင်ဗျာဒါကတော့ကိုလာဆိုလာဝက်200ဖြစ်ပါတယ်နော်လိုက်ပူဖို့80အေးသုံးပြထားပါတယ်1ကီလိုဝက်1000ဝက်ဟာထွက်ရှိပါတယ်ခင်ဗျာနော်ဒါဆိုလာတိုင်ယိုဆိုလာဝက်200နဲ့စမ်းပြပေးထားတာပါဒီနှုန်းလေးကတော့8,900ကျပ်ကို8,900ကျပ်နဲ့6လပိုင်းတရက်နေ့ဒီချပေးထားပါတယ်ခင်ဗျာဆိုကွန်ထရိုလာစနစ်ပါတဲ့အတွက်ဆိုလာနဲ့တိုက်ရိုက်အားသွင်းလို့ရပါတယ်နော်ဒီကျိုးကောင်းလေးလည်း1000လောက်ရောင်းပါတယ်ခင်ဗျာဒါလေးလည်းလက်ဆောင်ထည့်ပေးပါတယ်နော်ဒါတိုင်ဆိုလာဝက်200နဲ့ပြင်လာတာခင်ဗျဒီလိုကျိုးဆိုလာဆက်အုပ်စုံ17သိန်းခွဲပါခင်ဗျာနော်ဝိုင်းရောက်ရနေပါဝင်ပါတယ်ဒီလေးလည်းအရန်သင့်ပါတယ်ခင်ဗျာအိုင်ဘက်စစ်စတန်ပါဝင်တဲ့အတွက်ကြောင့်ဘက်ထရီကမယူဘဲနဲ့ဒါတိုက်ရိုက်စတန်ကဖွင့်ထားတဲ့အနေထားပါခင်ဗျာနော်စတန်ကအရန်လဲပါတယ်ခင်ဗျာဒါဖုန်းထဲမှာမလို့နော်ဖြည်းဖြည်းလေးသွားနေတယ်လို့ပါပဲဟိုမှာကွန်မန့်မှာမေးထားကြတာစတန်ကဒီလောက်ပဲလဲတာလားဆိုလို့ပြောပြပေးတာပါခင်ဗျာနော်ရန်ကိုကောင်းပါတယ်လိုင်းသားရ3ထိပ်မှတ်တိုင်မှာလာရောက်ဝယ်ယူအားပေးနိုင်ပါတယ်ခင်ဗျာအားလုံးထူးကျေးဇူးတင်ပါတယ်နော်